ကြောင့်စိတ်တွေဖေးထားခွေနေမခွေညို့ရင်မူညမောင်ရဲ့ဝဲအိုမေရဲ့အနံဝေဖြာမယ်ချဲလေးတွေကိုရှက်ရင်ထွေးပိုက်လို့ထားမယ်အိုမေရဲ့အိတ်တော့ခွေပိုက်လို့ထားမယ်ကြောင့်စိတ်တွေဖေးထားခွေနေမခွေညို့ရင်မူညမောင်ရဲ့ဝဲအိုမေရဲ့အနံဝေဖြာမယ်ချဲလေးတွေကိုရှက်ရင်ထွေးပိုက်လို့